တလောက်ကို25,500လောက်ထွက်ပါတယ်အားလုံးပဲမြင်ကြပါပါကျွန်တော်အခုမိတ်ဆက်ပေးမယ့်လုပ်ငန်းလေးကတော့လာစာကောင်းတဲ့ခိုင်ကိုဝါဆော့ရှော့လုပ်ငန်းလေးပဲဖြစ်ပါတယ်နေရာကတော့ခနာကာဝခရိုင်ဖူဂျီဆာဝါဆိုတဲ့မြို့မှာရှိပါတယ်အခြေခံလာစာရဲ့ထောက်ပံ့ကြေးတွေညာဆိုင်9ဆိုင်လောက်ပေါင်းလိုက်မယ်ဆိုရင်အခြေတလောက်ကို25,500လောက်ထွက်ပါတယ်အဲ့ဒီကနေကျွန်တော်တို့ကအခွန်က3,000အင်္ဂါ2,300ဆိုဖြတ်မြ5,000လောက်နှုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအကြံကတလောက်ကို1,020နီးပါးလောက်တော့ကျန်နိုင်တယ်ပေါ့နော်အလုပ်ချိန်ကတော့အဆိုင်ကြီးများရှိတယ်9နာရီဒီဇိုင်း10ခွဲဒီဇိုင်း17နာရီဒီဇိုင်း16နာရီခွဲဒီဇိုင်းပေါ့နော်ဆိုရှေ့နေ့8ချိန်shift system နဲ့လုပ်ရမယ်ပေါ့နော်ညာဆိုင်ဒီဇိုင်းဆိုရင်တော့ကျွန်တော်တို့က1000ရပါမယ်တလောက်ကို4ချိန်5ချိန်လောက်ရတယ်ပေါ့နော်အလုပ်ပေးရကတော့ company calendar တိုင်းတစ်ပတ်ကိုနေ့ပေးပါတယ်အချိန်ပိုကတော့တလောက်ကို9နာရီဝန်းကျင်လောက်တော့ရှိရပေါ့နော်အစားကတော့ 2TK room တယောက်တစ်ခန်းနဲ့နေရမယ်2300ကျပါမယ်ကျွန်တော်2 kilo visa ကို sporting ပေးပါမယ်ပေါ့နော်ချားတွေကတော့ဘာရှိနေလဲဆိုတော့မှမူတည်ပြီးတော့လာတာထုံးနဲ့ bonus ကန်ကြခွင့်ရှိတယ်တကယ်လို့ကိုယ်မှာကားရှိရဆိုရင် car parking free ရှိတယ်ပြီးဆိုရင်နေ့လည်စာကို300နဲ့စားပြီးတော့ညစာဆိုတော့250နဲ့စားလို့ရပါတယ်ဒါ company ဘက်က sporting လုပ်ပေးထားတာပေါ့နော်အဲ့တော့တလားချန်ကတော့1020လောက်ကိုကျန်တဲ့ကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စိတ်ဝင်စားရဆိုရင်ကျွန်တော်စီမံလာစောသမီးများနိုင်ပါတယ်